စကိုင်းတိုင်းရွှေဘိုမြို့နယ်ညောင်ကိုင်းရွာနေပြည်သူတွေကဧပြီလ4ရက်မွန်းလွဲ12နာရီကျော်မှာကျေးရွာမှာလုံခြုံရေးအတွက်ရောက်ရှိနေတဲ့ရွှေဘိုခရိုင်အမှတ်၄တပ်ရင်းကိုဆန္ဒပြခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။တပ်ရင်းလေးရွာမှာစခန်းချနေစဉ်အတွင်းဒေသခံတွေရဲ့ပစ္စည်းတွေကိုယူဆောင်သွားတဲ့အတွက်ရွာထဲမှာဆက်ပြီးမနေဖို့တရွာလုံးကဆန္ဒပြခဲ့ကြတာလို့ညောင်ကိုင်းရွာဒေသခံဦးဖိုးထူးကပြောပါတယ်။အဲ့ဒီရင်းလေးနဲ့တို့လူရန်သားသူတွေပေါ့ကွာရွာရှိတဲ့ပစ္စည်းစက်ပစ္စည်းထော်လာကြီးလက်တို့ရေစုပ်ဆက်ဆိုလာပြမော်တာနောက်ဆုံးကွာတို့ရွာတာဝါတွေကရွာတဝါလုံးမီးတုံးပဲဟာလေးအထိခိုးယူသွားလာဘူးဓမြတိုက်လာကိုမကြည့်တဲ့လူကွာဒါအပြင်ဆန္ဒပြနေချိန်အတွင်းရွှေဘိုခရိုင်အမှတ်၄တပ်ရင်းမှာတပ်ဖွဲ့ဝင်တဦးကဆန္ဒပြပြည်သူတွေကိုတနက်နဲ့ချိန်ရွယ်ပြီးချိန်ချောက်ခဲ့တယ်လို့သူကဆက်ပြောပါတယ်အဲ့ဒီရွှေဘိုခရိုင်ရင်းလေးလို့ခေါ်တဲ့အမီမသိရဲဘော်ကြောင့်ငါ့ကိုရင်ပေါက်တနက်နဲ့ကြီးထိုးချိန်လို့ကွာငါတော့မြင်ကတ်တာမုန်းတာအဲ့ဒီကြောင့်မို့ရင်းလေးကိုငါလုံးဝညောင်ငန်းရွာတို့မှာမလို့ဘယ်လိုနည်းနဲ့မှမနေစေချင်တာဆန္ဒပြပြီးတဲ့နောက်အဲ့ဒီနေ့ညနေ9:00နာရီကျော်မှာတော့ညောင်ကိုင်းကျေးရွာကနေရွှေဘိုခရိုင်အမှတ်၄တပ်ရင်းကထွက်ခွာပေးခဲ့တယ်လို့ဆိုပါတယ်ရွာကထွက်ချိန်မှာလည်းပစ္စည်းတချို့ကိုယူသွားခဲ့ကအခုလိုတွေလှုပ်ဆောင်နေတဲ့အပေါ်ကြောက်လန့်နေရပြီးဘယ်အဖွဲ့အစည်းကိုအကူအညီတောင်းရမလဲမသိဘူးဖြစ်နေတယ်လို့ညောင်ကိုင်းဒေသခံမဖြူကပြောပါတယ်ထွက်ခွာပေးပါတယ်ထွက်ခွာပေးတဲ့အချိန်မှာကျမတို့ညောင်ကိုင်းရွာပိုင်ဆိုင်တဲ့တာဝါတိုင်းကစက်ကြီးကိုလည်းတည်သွားပါတယ်ကျမတို့ဖြစ်နိုင်အဲ့စက်ကြီးကိုယူချင်ပါတယ်။ကူညီပေးမဲ့အဖွဲ့အစည်းများရှိကျမတို့ကဘယ်အဖွဲ့အစည်းကိုလည်းကူညီတောင်းမှမသိရွာမှာစစ်ကောင်စီကိုလည်းကြောက်ရရင်းလေးကိုလည်းကြောက်ရကျမတို့အတွက်ကာဝယ်ပေးမဲ့ဘယ်သူများရှိပါသလဲရှင်အဖွဲ့အစည်းများရှိရင်ကူညီတောင်းအပ်ပါတယ်ရှင်အခုလိုညောင်ကိုင်းကျေးရွာသားတွေဆန္ဒပြကြတာနဲ့ပတ်သက်ပြီးရွှေဘိုခရိုင်အမှတ်၄တပ်ရင်းမှာတာဝန်ရှိသူတဦးကိုမြေလက်အတန်ကမေးမြန်းရမှာတော့၎င်းတို့တပ်ရင်းအနေနဲ့လုံထုံးလုံနည်းနဲ့အညီပကဖပအဖတို့နဲ့စနစ်တကျပူးပေါင်းဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တာကိုရွာသားတွေကနားလည်မှုလွဲတာပဲဖြစ်လိမ့်မယ်လို့တုံ့ပြန်ပါတယ်